ဘဝမှာလေအမေကိုတစ်ခါမှစိတ်မနာဘူးတစ်ခါမှဒါပေမဲ့တစ်ခါတော့အရန်အမေကိုအရန်စိတ်နာတယ်ပေါ့နော်ဘာလို့စိတ်နာလဲဆိုတော့ကျွန်တော်တခိုးလို့ဆွဆွဲတာလေအမေကျွန်တော်မကကွယ်ပေးတဲ့အပြင်တခိုးလို့ကျွန်တော်ဆွဆွဲတယ်ကျွန်တော်အရန်ဝင်နေတယ်အရန်ကြည်ကွယ်တယ်ဘာလို့ဆိုကိုအရန်ချရတဲ့ကိုရဲ့အမေကိုယ်တိုင်ကကိုအဲ့လိုဆွဆွဲတယ်ဆိုတာကတော့ခံနိုင်မရှိဘူးဘာလို့မလဲသူများတွေပြောတယ်ဆိုတာကကျွန်တော်လက်ခံလို့ရတယ်ဒါရင်ကိုယ်တကယ်မွေးပေးတဲ့ကိုယ့်ရဲ့အမေကကိုယ်အဲ့လိုဆွဆွဲတယ်ဆိုတာကျတော့ကျွန်တော်တားချောင်းနေနေပါတော့မခံစားနိုင်ဘူးပြီးတော့အမေကကိုယ်တခိုးလို့ဆွဆွဲချင်မှာတကယ်တော့ကောက်ွယ်ပေးတင်တာပေါ့နော်ကောက်ွယ်ပေးပြီးသူကကိုယ်တခိုးလို့ပြောတဲ့ချင်မှာတကယ်စိတ်မကောင်းဖြစ်တယ်တကယ်တော့ကိုလေးခိုးပါတယ်ဗောနော်တကယ်တော့ကိုလေးခိုးခဲ့ပါတယ်ကိုခိုးခဲ့တဲ့အရာသူရဲ့ပတ်ဆိုင်တဲ့ကိုခိုးတော့သူတွေ့တယ်လေတွေ့တဲ့ချိန်မှာကျွန်တော်ဆွဆွဲရပါဟာတာလေးပြောပြတာဖြစ်တယ်